မငယ်တဲ့အားဒီဗီဒီယိုထဲမှာကျမတို့အသက်နဲ့ဆိုင်တဲ့မွန်လို့အတန်ထွက်နည်းစနစ်ဖန်နည်းစနစ်တွေကိုလေ့လာသွားကြမှာဖြစ်တဲ့သင်ခန်းစာကိုခွန်ပတွန်ဟจิခွန်ပတွန်ဟจิဖြစ်ပါတယ်ဟကြော့ကကြော့လို့ရေးတယ်ဖတ်တဲ့အခါမှာဟကြော့ဖြစ်ပါတယ်တာနာပါဝဖြစ်ပါတယ်ဆိုတော့ဒီတတက်ကပြီးနဲ့တတက်နဲ့ဆိုလို့ရှိရင် got လို့ဖတ်တယ် got ကပြီးနဲ့နာတက်နဲ့ဆိုရင် gone ကပြီးနဲ့ပတက်ဆိုရင် got ကပြီးနဲ့ဝတက်ဆိုရင် go ဖြစ်ပါတယ်ဒီအတက်လေးခုကဘာဖြစ်လို့ဒီသင်ခန်းစာထဲမှာထည့်ထားလဲဆိုတော့သူတို့ကအတန်ထွက်နည်းစနစ်ကတူတာဖြစ်တယ်အတက်ကိုမူတည်ပြီးတော့မှကျမတို့ကအဆုံးသက်လေးနည်းနည်းလေးပြောင်းလဲသွားတာပဲဖြစ်တယ်ကျမနောက်ထပ်တစ်ခေါက်ပြန်ပြီးတော့မှပြောပြမှာဖြစ်တယ်ကတတက်ဆိုရင် got ကနာတက်ဆိုရင် gone ကပတက်ဆိုရင် got ကဝတက်ဆိုရင် go ဖြစ်ပါတယ်အောက်ကသင်ခန်းစာကိုတော့မှဖြစ်တယ်ဟတ်ဒုတ်ယုဖက်တာခုနတုန်းကတတက်က got ဆိုတော့ကြပြီးဆိုရင်ကြော့ဖြစ်ပါတယ်ထပြီးဆိုရင် thought ပပြီးဆိုရင် bought ဖြစ်ပါတယ်ဒီဒုတိယပြီးတွဲကိုတွားလို့ရှိရင်လည်းအတူတူပဲဖြစ်တယ် get ပြီးဆိုရင် got ဖိတ်ပြီးဆိုရင် pot ရိတ်ပြီးဆိုရင် wrote ဖြစ်တယ်နောက်ထပ်နတက်ကိုတွားပါမယ်ကနာတက်ကို gone လို့ဖတ်တယ်ဆိုတော့ကြဆိုရင် john ဒဆိုရင် don ပဆိုရင် pon ဖြစ်ပါတယ် gate ဆိုရင် gone ဘိတ်ဆိုရင် born လိတ်ဆိုရင် loan ဖြစ်ပါတယ်နောက်ထပ်အသက်တစ်ခုကိုတွားမယ်ဆိုရင်ပါတက်ကပါတက်ကို cop လို့ဖတ်တယ်ချဆိုရင် chop ထဆိုရင် top အဆိုရင် op ဖြစ်ပြီးတော့မှဒုတိယပြီးတွဲဆိုရင် gate ဆိုရင် go date ဆိုရင် top rate ဆိုရင် rob ဖြစ်ပါတယ်နောက်ထပ်အတက်တစ်ခုဝတက်ကဝတက်ကိုကုန်းလို့ဖတ်တယ်ဆိုတော့ကြဆိုရင်ကြုံဖြစ်တယ်စဆိုရင်စုံဖြစ်တယ်ပဆိုရင်ပုံဖြစ်တယ်ဂျိတ်ဆိုရင်ကြုံဖြစ်တယ်ထိုက်ဆိုရင်ထုံဘိတ်ဆိုရင်ပုံဖြစ်ပါတယ်ကျမတို့ဒီဟာနဲ့ဆိုင်တဲ့စကားလုံးတွေကိုပြန်ပြီးတော့မှလေ့လာသွားမှာဖြစ်တယ်ပေါ်ယူဖက်တာမဲတတက်ဆိုတော့ mod ဖြစ်တယ်နောက်ထပ်တစ်ခုကစပြီးတတက်ဆိုတော့ salt ချဥတရနဲ့ဆိုတော့ choke salt choke ဖြစ်ပါတယ်ပပြီးကနာတက်ဆိုတော့ pon ဖြစ်ပြီးတော့မှဂျိတ်ပြီးကနာတက်ဆိုရင် john ဖြစ်တယ်ဒိတ်ပြီးဆိုရင် top ဘိတ်ပြီးကတတက်ဒိတ်ပြီးနဲ့ဝတက်ဆိုတော့ဒိတ်ကိုဝတက်နဲ့ပေါင်းတော့တော်ဖြစ်တယ်ဆိုတော့ပတော်စီးတီးဖြစ်ပါတယ်ကျမဒီဟာကိုပြန်ဖက်ပြပါမယ်ပေါ် mod social bon john top ပတော်ဖြစ်ပါတယ် top ကကြော်ချမ်းစီးရုပ်ကိုပြောတာဖြစ်ပါတယ်ဒီတဲကအစာပိုက်ကိုကျမကပြပြလေးဖတ်သွားပြပါမယ်ဟကူမွန်ညီစာဟကူနုံလောကောက်နွန်ញីឆោបកសបកតលងតបញ្ញារនកយថោសនសហតនឹងហាគីតាផតញីរត់សតហាဖြစ်ပါတယ်ဒီယာက soil လို့ဖတ်ပါတယ်ကျွန်မနောက်ထပ်တစ်ခေါက်ဖတ်ပြပါမယ်ဂကူမွန်ညီစာဂကူနုံလောကောက်နွန်ញីឈប់កសបកតលងតបញ្ញារនកយថោសនសហតនឹងហាគីតាផតញី
rod saw ha ဖြစ်ပါတယ်ဆိုတော့ဒီသင်ခန်းစာကိုကဒီလောက်ပဲဖြစ်ပါတယ်ပွဲကလင်ချဲတော့ဗီဒီယိုဟတ်တာနော်နူ